ပရိသတ်ကံကိုမပြိုင်နဲ့ကံကိုပြင်ပါဗာတရားပြန်ပြောဗာတရားအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမယ်ထင်အထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မှာအလကားဘာကမှလည်းပါမသွားသေရွာကြတော့အဘယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာသိရင်အကုန်ထားခဲ့ရတာတဲ့အထုပ်တွေသိပ်မပြင်းပါနဲ့တဲ့အေးပြင်းရင်တော့ကုသိုလ်အထုပ်တာများများထုတ်တဲ့ဘာထုတ်ပရိသတ်ရဲ့ကုသိုလ်လုပ်တယ်ဆိုတာကိုယ်ကံကိုပြင်းနာပါပဲဘာလုပ်တာလဲကံကိုပြင်းနာပရိသတ်ကံကိုပြင်းခိုင်းတယ်ဆိုတာကုသိုလ်လုပ်ခိုင်းတာလားအကုသိုလ်လုပ်ခိုင်းတာလားကုသိုလ်တွေများလာတဲ့တနေ့ကိုယ်ကံတွေကလည်းကောင်းလာတော့တာပရိသတ်ကံနေဆိုတဲ့ကံနေနေနေဆိုတာကုသိုလ်အားနည်းနေလို့ဖြစ်တာဆိုတော့ကံမြန်ဆိုပြီဆိုရင်ကုသိုလ်တာများများလို့ဒါကြောင့်မို့လောကလူသားတွေဘုန်းကြီးတို့ကိုယ်တိုင်အပါဝင်လောကလူသားတွေလိုအပ်ချက်ဘဝမှာဘဝ၃မျိုးကိုလူတိုင်းတောင်းတတယ်တဲ့ဘဝဘယ်နှမျိုးလဲနံပါတ်1ဘဝချမ်းသာတဲ့ဘဝဘာဘဝဒုတိယကအစဉ်တန်းမြင့်တဲ့ဘဝဘာဘဝတတိယဘဝကငြိမ်းချမ်းတဲ့ဘဝဘာဘဝဟောဒီပရိသတ်တွေအဲ့ဒီဘဝ၃မျိုးလိုချင်လားမလိုချင်ဘူးလားချမ်းသာတဲ့ဘဝကိုလည်းလိုချင်ပါတယ်အစဉ်တန်းမြင့်တဲ့ဘဝကိုလည်းလိုချင်ပါတယ်ငြိမ်းချမ်းတဲ့ဘဝကိုလည်းလိုချင်ပါတယ်မလိုချင်ဘူးလားပရိသတ်လိုချင်တယ်ဆိုတော့ဆုတောင်းတွေကိုလည်းပြေးပါမလားလိုချင်လှုပ်ပြီးတော့ယူရမှာကျင့်ပြီးတော့ယူရမှာကိုယ်ကံကိုပြင်ပြီးတော့ယူရမှာဆုတောင်းပြီးယူရမှာလားပြင်ပြီးတော့ယူရမှာလားဆိုကြည့်ပါချမ်းသာခြင်းရင်ဘဝတွင်ဒါနလုခကံကိုပြင်ချမ်းသာခြင်းရင်ဘဝတွင်ဒါနလုခကံကိုပြင်ဒါနရှိမှဘဝလှပြည့်စုံကြွယ်ဝချမ်းသာရာဒါနရှိမှဘဝလှပြည့်စုံကြွယ်ဝချမ်းသာရာပရိသတ်ချမ်းသာခြင်းဒါနလုပ်ပြီးတော့ကိုယ်ကံကိုပြင်ရမယ်တဲ့တပည့်တော်တို့ချမ်းသာတဲ့ဘဝလေးလိုချင်ရင်တော့ပရိသတ်ကံကိုပြင်ဖို့ဆိုရင်ကုသိုလ်ကောင်းမှုတွေကနံပါတ်1ကုသိုလ်ကဒါနကုသိုလ်ဘာကုသိုလ်လဲဒါနကုသိုလ်တာများများလုပ်တာပရိသတ်ဒါနသည်ချမ်းသာမှုကိုဖြစ်စေတယ်တဲ့ဒါနသည်ကိုဘွားကိုပြန်စဉ်းစားကြည့်မွေးတဲ့ကဆင်းရဲတဲ့အတိုင်းမှာမွေးအတိုင်းဝိုင်းမှာမွေးလာတဲ့သူတွေရောမရှိဘူးလားမွေးတဲ့ကချမ်းသာတဲ့အတိုင်းဝိုင်းမှာသွားဖြစ်တဲ့သူတွေရောမရှိဘူးလားဘာတွေကြွာခဲ့တာကံတွေကြွာခဲ့တာအထူးသဖြင့်ဒါနတွေကြွာခဲ့တော့ဒါနပါတဲ့သူကြတော့မွေးတဲ့ကချမ်းသာတဲ့အတိုင်းဝိုင်းမှာဖြစ်လားမဖြစ်ဘူးလားဒါနသည်ချမ်းသာမှုကိုဖြစ်စေတယ်ဆိုတော့အိုးဒါနသာပါရင်ပြိဿလူမပြောနဲ့တရိษံတော်မှာဒါနပါတဲ့တတ္တဝါနဲ့ဒါနမပါတဲ့တတ္တဝါတူသေးရဲ့လားဟောဒီရွာမှာရှိတဲ့ကိုယ်ခါလာမှာရှိတဲ့ခွေးတွေရှိတယ်လမ်းဘေးခွေးတွေရောရက်ထဲမှာဟိုလျှောက်ရှာဒီလျှောက်ရှာစားနေရတဲ့ခွေးတွေရောမရှိဘူးလားနိုင်ငံတော်အတိုင်းပင်ကအိမ်မှာမွေးထားတဲ့ခွေးလေးလည်းရှိသေးတယ်ဗျာအဲ့ဒီခွေးတွေနဲ့ရွာခွေးတွေနဲ့တူရဲ့လားဝင်ကြီးတဲ့အိမ်မှာမွေးထားတဲ့ခွေးတွေရောရှိဘူးလားသူတို့တွေနဲ့ဒီရွာခွေးတွေနဲ့ကိုတူရဲ့လားဟောတချို့ချမ်းသာတဲ့အပြိုကြီးတွေမွေးထားတဲ့ခွေးလေးတွေမရှိဘူးလားတချို့ခွေးတွေမြန်ပရိသတ်မာစီရီကာစီပြီးတော့ကြက်ပေါင်ကိုက်နေရတဲ့ခွေးတွေအများကြီးရှိတယ်မရှိဘူးလားလူတွေမှာကြက်သားရင်စားဖို့တော့အခက်အခဲဖြစ်နေတဲ့လူတွေရှိတယ်အိုးတချို့ခွေးလေးတွေဆိုရင်လေဟိုမင်းသမီးတွေရွှေမုံရည်ရင်ခွင်နဲ့ရောက်နေတဲ့ခွေးစုပ်ဖွားလေးတွေတောင်ရှိသေးတယ်တချို့ကောင်လေးတွေကအဲ့ခွေးလေးတွေကြည့်ပြီးတော့ရွှေမုံရည်ရင်ခွင်ထဲကခွေးလေးတွေကြည့်ပြီးတော့ဘာပြောတယ်မှတ်လဲအဲ့ဒီခွေးလေးတောင်ဖြစ်လိုက်ခြင်းလေ
ရွှေမုံရည်ရင်ဝင်နဲ့ခွေးလေးကြည့်ပြီးတော့ခွေးလေးဖြစ်ချင်တာဘုန်းကြီးတင်ပါတယ်ဒီကုန်းလေးခွေးဖြစ်ချင်တာတော့မဟုတ်တော့ပါဘူးနှာကြောတင်းတာနေမှာပါနော်ရွှေမုံရည်မဟုတ်ပဲသူ့အမေကြီးပိုက်တိုင်းဖြစ်ချင်ပါအောင်မလားဩပရိသတ်ရေပြောချင်တာကရွှေမုံရည်ပြောချင်တာမဟုတ်ဘူးခွေးဘဝရောက်ထားတော့မှဒါနပါတဲ့ခွေးနဲ့မပါတဲ့ခွေးတူသလားမတူဘူးလားဒါနအာကြီးတဲ့ခွေးကြတော့ခွေးဘဝတော်ရောက်သွားတော့ချမ်းသာတယ်ပရိသတ်ရဲ့အတိတ်ကဒါနမပါလို့ကတော့လူလဲလူမွဲဖြစ်တတ်တယ်နတ်လဲနတ်မွဲဖြစ်တတ်တယ်ဘုန်းကြီးလဲဘုန်းကြီးမွဲဖြစ်တတ်တယ်အတိတ်ကဒါနမပါရင်ရုန်းကန်နေရတဲ့ဘုန်းကြီးတွေရောမရှိဘူးလားရုန်းကန်နေရတဲ့ဘုံကံဆိုတာစရဏမပါလို့ပါဘာမပါလို့လဲပရိသတ်ရုန်းကန်နေရတဲ့ဘုံကံဆိုတာစရဏမပါလို့ပါပဲအကျင့်စရဏသာကောင်းအောင်လှုပ်ထားစမ်းပါရုန်းကန်နေစရာမလိုဘူးအကျင့်သာကောင်းအခုကြောက်စင်တော်ရတောင်ပုလူတော်ရဆရာတော်ကြီးတော်ထဲမှာနေတာပဲစရဏအားကောင်းတော့အတနိုင်ငံလုံးကလာပြီးလှူကြလားမလှူကြဘူးလားတာမညတောင်ဆရာတော်ကြီးတောထဲမှာသတင်းသုံးတာပဲစရဏပါတော့တဏ္ဍငန်းတော့သွားမဖူးကြဘူးလားဘုန်းကြီးတွေအတွက်ဘုံကံဆိုတာစရဏနဲ့ဘုံကံဆိုတာတဲ့မင်းကွန်းဆရာတော်ဘုရားကြီးကတော့မိတ်နဲ့ချိန်ခွင်ရှာလို့ပဲတဲ့တစ်ဖက်ကလေးရင်တစ်ဖက်ကပေါ့သွားတယ်တဲ့ဘုံကံနေစရဏတွေအားကောင်းလာတာနဲ့အမျှဘုံကံတွေတက်လာတော့တာတဲ့စရဏတွေနဲသွားပြီဆိုတာနဲ့ဘုံကံတွေကြပြီဆိုတော့ပရိသတ်ရဲ့ကိုယ့်ကိုစဉ်းစားရဘုန်းကြီးတို့လည်းအများကြီးလုပ်ရစင်မော်ရောက်နေတာနဲ့အမျှပို့ပြီးတော့စရဏတွေလုပ်ရတယ်မဟုတ်ရင်ပရိသတ်ရဲ့မြင့်ရာကြရင်နာသလားမနာဘူးလားနာမည်ကြီးတဲ့သူတွေပြုတ်ကြရင်ပိုနာတတ်တာဆိုတော့အဲ့စရဏအကျင့်များများလုပ်ရတာဒါပေမဲ့ပရိသတ်ရေဘုန်းကြီးချင်းလည်းပဲဒါနမပါတော့မွဲတယ်ဆိုတော့ဘုန်းကြီးလည်းဒါနမပါမွဲတယ်အရှင်ဘုရားတို့ကကိုတွေ့ခုနကပြောခဲ့ပြီးသာသနာ့ဘုရားစင်စစ်ရဲ့နေခဲ့ရဆွမ်းစားကြွရင်ဝတ္ထုစာရဲ့အလွတ်တွေရခဲ့ကိုယ်ကံကအတိတ်ကဒါနအားနေခဲ့တခါလားပရိသတ်ရေကဘာအေသာသနာတက္ကသိုလ်မှာနေတုန်းကတတိယနှစ်ကျောင်းသားဘဝဘုန်းကြီးအတိတ်ကဒါနတွေနေတော့ကံဆိုးပုံလေးပြောခြင်းတယ်အတိတ်ကဒါနတွေနဲ့တော့ဘုန်းကြီးကဘာရေးသာသနာတက္ကသိုလ်မှာတတိယနှစ်ကျောင်းသားဘဝကျောင်းတက်တုန်းကမယန်းကုန်းနှစ်ရက်ကွက်ကမဟာဒုစွန်းစားတွေပဲမဟာဒုဆိုတာပြိဿသူ့ဘုန်းကြီးနဲ့သူ့တကာနဲ့၃ပါးတတွဲ၅ပါးတတွဲမဲနိုင်ပြီးတော့မဲနဲ့ကြွပြီးတော့ဖုံးပေးရတယ်အလှပွဲအဲ့ဒါအရှင်ဝိစိတ်တာအရှင်ဘုရားဥဆောင်ပြီးမဲနှိုက်လိုက်တာကိုကအတိတ်ကဒါနနဲကြတဲ့ဘုန်းကြီးဆိုတော့မဲပေါက်တာချမ်းသာတဲ့အိမ်မပေါက်ဘူးဆင်းရဲတဲ့အိမ်လေးသွားပေါက်ဆင်းရဲတာချမ်းသာတာအရေးမကြီးနောက်တစ်နေ့မနေ့ကျတော့စုရမန္တမယံကုန်း2ရက်ကွက်မှာဘုန်းကြီးတို့4နာရီခွဲတည်းကသွားပြီးတော့စောင့်ရတယ်တန်ဃာတွေအဲ့ဒါ3ပါးတည်း5ပါးတည်းသူ့တကာနဲ့သူ့ဘုန်းကြီးနဲ့ဘွဲ့နဲ့နာမည်နဲ့ခေါ်ပြီးတော့လာပင့်သွားအရှင်ဘုရားတို့3ပါးပဲ6နာရီခွဲတဲ့အထိဘယ်သူမှလာမပင့်ကိုယ်ကံကအဲ့လောက်စိုးတာပြိတ္တကျန်တဲ့ဘုန်းကြီးတွေကဆွန်းစားပြီးတော့ပေးတောင်ရွတ်နေဘုန်းကြီးတို့3ပါး6နာရီခွဲတဲ့အထိဘယ်သူမှလာမပင့်တော့မျက်နှာငယ်လေးနဲ့အလူရှိမျောရပေါ်မလားအဲ့ဒါနဲ့ဝေယဝဆလုပ်တဲ့တကားလေးကရှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်အဲ့အိမ်သိတယ်ဘုရားတဲ့လိုက်ပို့ပေးရမလားအေးပို့ပေါ်ကွာလို့သူတို့မှမလာတာငါတို့ကြွတာပေါ့ဆိုလို့အဲ့ဒါကလေးကလိုက်ပို့တော့သူ့နောက်ကလိုက်သွားလမ်းကြိုလမ်းကြားလေးတဲ့ဝင်သွားလမ်းတောင်လေးရောက်တော့အိမ်လေးသေးသေးလေးတွေ့ပါတကားပိတ်ပြီးအိပ်ပျော်နေတယ်တဲ့ဘုန်းကြီးနေပင့်ပြီးအဲ့ဒါလိုက်ပို့တဲ့တကားလေးကအိရှင်တို့ဆရာတော်တွေကြွလာပြီဆိုတော့မှတက္ကမလန့်ဖြန့်နိုးပြီးတကားလေးလာဖွင့်ပေးတယ်ခွန်းလွတ်ပါဖေဟာတဲ့ညကဗီဒီယိုကိုက်ပြီးတော့အိပ်ပျော်သွားလို့ပါတဲ့အဲ့ဒါကောင်းရင်ကြွပါဖေဟာဆိုဘုန်းကြီးကောင်းရင်ထိုးတင်ပြီးတော့သူကမြို့ကြောင်ဝင်နေဝင်ပြီးဘာမပြောညာမပြောနဲ့ငရုတ်သီးထောင်းရင်သူ့ယောက်ျားကိုလှမ်းနှိုးတယ်ဟောတော့တဲ့ဘုန်းကြီးတွေကထောင်းလုံးရှိသေးတယ်ငရုတ်သီးတွေကကြွလာပြီတဲ့မြန်ထားဘုန်းကြီးနဲ့ငရုတ်သီးမှားထောင်းတာငရုတ်သီးထောင်းနေတော့ဘုန်းကြီးကြွတယ်လို့ရမှာဘုန်းကြီးတွေကထောင်းလုံးရှိသေးတယ်ငရုတ်သီးတွေကကြွလာပြီတဲ့
လူတွေကခဏခဏမှားတယ်ဘုန်းကြီးနဲ့စကားပြောပြီးဒကမာကြီးတွေဆိုပို့ဆိုးတယ်တဏှာကြီးတော့ဘုန်းကြီးနဲ့စကားပြောပြန်ကန်နီးကြရှင်ပြတပည့်တော်ကြွလိုက်အောင်မယ်နော်ဖေရတဲ့အေးကြွလို့တို့နေခဲ့တော့မယ်အဲ့ဒီဒကမာလဲအခုလဲဘုန်းကြီးကထောင်းတုံးရှိတယ်ငြုတ်သီးတွေကကြွလာပြီတဲ့မြန်ထတော်ရေးဆိုစိတ်ကတော့တော်တော်တိုးနေပြီ6နာရီခွဲတဲ့အဲ့ဒီဗီဒီယိုကိုက်ပြီးတော့လဲအိပ်ပျော်နေသေးတယ်အခုလဲအိမ်ညရောက်တော့ငရုပ်စုံနဲ့ထည့်ထောင်းတယ်အဲ့ဒါမြို့ကြောင့်လည်းလှမ်းလျှောက်တဲ့ရှင်ဘုရားတဲ့ခဏစောင့်ပါဘုရားတဲ့ခေါင်းရင်းကမ်းမှာတပည့်တော်ငရုပ်သီးထောင်းခုမှဟင်ပြင်ရဆင်ရအောင်ပါလှမ်းလျှောက်တော့ခုမှငရုပ်သီးထောင်းဘယ်ချိန်မှကတ်မဲမှမသိဘူးစိတ်တိုးနဲ့အော်သူများအိမ်သွားစားတာပဲသိခံရတာဖို့ဆိုအဲ့ဒါရပါတယ်ဖြည်းဖြည်းလှုပ်ပါစောင့်နာဖို့ဆိုရင်အဲ့ဒါစိတ်ကတော့တိုးနေတာပါဇက်ကတော့ပြောစိတ်တိုးနဲ့ပြိတဲ့ခေါင်းရင်းကမ်းတက်ပြီးတော့အာရပါရနောက်ကိုမိချလိုက်တယ်ထရံပေါက်ကြီးကပြုတ်ကြတယ်ကျန်တဲ့ဘုန်းကြီးမပြုတ်ကြဘူးဒီဘုန်းကြီးပြုတ်ကြပြုတ်ကြတာကလည်းပြိတဲ့သူတို့ကခေါင်းရင်းထရံပေါက်ကြီးရှိတာလူမြင်မှာစိုးလို့ဆိုရင်အဲ့ဒါလိုက်ကာနဲ့ကာတာကိုကစိတ်တူတူနဲ့ထရံရှိတယ်မှတ်လို့အာရပါရပြစ်ချပြီးတော့ထိုင်ချလိုက်တာပြိတဲ့နောက်ကိုမိလက်တဲ့ထရံပေါက်နဲ့တဲ့တို့ပြုတ်ကြတာအိမ်လေးကနှိမ့်လို့တော်သေးတယ်မိုးရွာပေးကားစားဆိုစီနဲ့ဘယ်အပေါက်ကပြန်တက်ရမှမသိတာနဲ့ခေါင်းရင်ပေါက်ကပဲတိုးထရံသားတွေစူးလိုက်တာခေါင်းရည်ပြီးကအဲ့ဒါစိတ်ကတော့အထွတ်ထိပ်ရောက်သွားပြီတော်ပြီကွာမစားတော့ဘူးလို့မင်းတို့ဘုန်းကြီးပင့်ပြီးတော့ဗီဒီယိုကိုက်ပြီးတော့လဲအိပ်ပျော်နေတယ်အိမ်ရောက်တော့လဲဘုန်းကြီးကိုငရုပ်စုံနဲ့ထည့်ထောင်းတယ်ဟုတ်ခေါင်းရင်ထရံပေါက်ရှိတာဒီတိုင်းထားရင်စေရမှန်လူသိပါတယ်အခုအပေါက်လူမြင်မှာဆိုလို့လိုက်ကာထားငါကအပေါက်မရှိဘူးမှလို့အာရပါရပြစ်ထိုင်တာငါပဲပြုတ်ကြတယ်တော့ငါဥဆောင်ပြီးကြွလာတာမစားတော့ပြန်မယ်ဟေးဆိုပြီးတော့ပြိဿကျန်တဲ့တငယ်ချင်းတွေခေါ်ရှင်ဖျားလို့ပြန်ကြဆိုဖျားစိတ်တူနဲ့ပြန်ဆင်းတာဖဏတ်ချွတ်ရောက်တော့ဘုန်းကြီးဖဏတ်ပြောင်းနော်ဟာငါဖဏတ်ပဲရောက်သွားလဲဆိုတော့ခုနကဟိုတကမယောက်ျားကအိတ်ချင်မူတူးနဲ့ဘုန်းကြီးဖဏတ်စီးပြီးဘဲပြုတ်သွားဝယ်တယ်ဟာဆိုးလိုက်တဲ့ကံပြိဿအဲ့ဒါအိတ်ဖဏတ်လည်းမစည်းတော့ဘူးဆိုပြီးတော့လေတက္ကစီတောင်မှကြောင်းရောက်မှတက္ကစီကပေးရတယ်ငှားပြီးတော့ပြန်လာတာအဆောင်ရောက်တော့တကယ်ချင်းတွေပြောပြသူတို့ကရီလိုက်ကြတာဟောဒီပြိဿတွေလိုပဲမျက်ရည်တောင်ထွက်တယ်ရီတော့ရီလို့ကောင်းတယ်မဟုတ်လားရီကြပေါ့သူများဖြစ်တာကိုသူတို့ကရီရဲ့ကိုကလက်တွေခံခဲ့ရတာပြိဿဩစာသင်သားဘဝဘယ်တော့မှမမေ့ဘူးငါကံနေဆိုးလိုက်တာသူများတွေဒါနပါတဲ့ဘုန်းကြီးတွေကြတော့လေမာစီဒီကားနဲ့လာကြိုသွားတယ်ဗျာတပားကိုဝိတုအဲ့တော့တသိန်းဆိုတာနဲတာမဟုတ်ဘူးဘုန်းကြီးသင်ငယ်ချင်းတပားဝိတုတသိန်းကတ်တယ်တို့မြပြိဿစွန့်မစားပဲနဲ့ဖဏတ်တောင်ပါသွားတယ်ဆိုတော့ဒီဘုန်းကြီးလောက်ကံဆိုတာရှိပါဦးမလားအဲ့ဒီတော့ကတော့ကိုမကျေနပ်ဘူးပြိဿအခုတော့ပြန်ဆင်းချင်းကြည့်လိုက်တော့ဩငါဒါနနေခဲ့လို့ဖြစ်တာဘာနေခဲ့လို့လဲကံနေကောင်းခြင်းချမ်းသာခြင်းတော့ပြိဿဒါနလုပ်ပြီးတော့ပဲပြင်ဖို့ရှိတော့တာပေါ့ဘာလုပ်ပြီးပြင်ရမယ်ချမ်းသာခြင်းဘာနဲ့ပြင်ရမယ်ပြိဿဒါနဆိုတော့တချို့ကတပြည့်တော်ဆင်းရဲတာဖေဟာဘယ်လိုလို့လှူနိုင်မှာလဲအဲ့လိုမတွေးနဲ့ပြိဿသိမ့်နဲ့တောင်းနဲ့ချီပြီးလှူမှဒါနမဟုတ်ပါဘူးစေတနာသုံးဏပြဋ္ဌာန်းပြီးတော့လှူဒန်းရင်နည်းနည်းလေးလှူလေအကျိုးတရားအပြည့်ဝရပါတယ်မရနိုင်ဘူးလားစေတနာသုံးဏမပြဋ္ဌာန်းလို့ကသိမ့်ထောင်နဲ့တောင်းနဲ့ချီလဲပဲအကျိုးတရားအပြည့်ဝရခြင်းမှရမှာမို့လားတပည့်တော်တို့မွဲလို့မလူနိုင်မှုတို့ဘယ်တော့မှမပြောပါနဲ့ပြိဿလှူခြင်းနဲ့ဆိုရင်ကိုယ့်အိမ်ကဖရာเจ้าဆောင်မှာလှူစရာတွေအများကြီးရှိလားမရှိဘူးလားနေတိုင်းဖရာတောက်တော်ရဲ့ကတ်နေလဲဒါနမြောက်နေတာပါပဲဖရာပန်းကတ်နေရောဒါနမမြောက်ဘူးလားမြောက်တာပေါ့တချို့ပန်းကတ်ကြတယ်လေဖရာတော်ဖရာဆင်းလို့တော့ဖရာเจ้าတချို့ကလျှောက်တယ်ဒုမကြီးဇော်စိမ့်နေဇော်ကြားတွေကတ်လာကြီးလားဘုန်းကြီးကနောက်မေးတာသူတို့ကဘာပြောလဲဆိုတော့ဇော်စိမ့်တို့ဇော်ကြားတို့ကတ်တော်ဖရာတဲ့အမြင့်ထွက်တော့ကြာခန္ဓာပေါ့ဖရာ
ဘုန်းကြီးရွဲ့ပြောတယ်အမြင့်ထွက်ချင်တော့အဲ့ဟာတွေကပ်မနေနဲ့ဖရာเจ้าဆောင်ပေါ်တစ်ပင်စိုက်ထားပါလားပရိသတ်ရဲ့ပန်းကတ်တယ်ဆိုတာအမြင့်ထွက်အောင်ကတ်ထားလားကြာကြာခံအောင်ကတ်ထားလားမဲကြာကြာခံအောင်ကတ်တယ်ဆိုတာပါလေဘုန်းကြီးမှားအောင်မေးတာမှားတယ်ဗျာအမြင့်ထွက်အောင်ကတ်ထားလည်းမဟုတ်ပါဘူးကြာကြာခံအောင်ကတ်ထားလည်းမဟုတ်ပါဘူး flowers donation ပန်းအလူဆိုတာအစင်းနဲ့အနံ့ကိုလှူတာပါဘာနဲ့ပါကိုလှူတာမကတ်တော့လေဖခင်ကဘာမှမပြောပါဘူးပန်းကတ်မယ်ဆိုရင်ဖခင်တောက်တော်ရေကွပန်းအိုးကိုရေစဲတိုင်းရေလဲတိုင်းကုသိုလ်မရဘူးလားယူတတ်မယ်ဆိုရင်ကိုယ်အင်္ဂါဖခင်အကြောင်းဆောင်မပရိသတ်ဒါနတွေအများကြီးရှိလားမရှိဘူးလားလှုပ်ချင်တဲ့စိတ်ကလေးရှိဖို့ပဲဒါနမခဲရင်ပါဘူးတတိကရင်ရောကုသိုလ်မရဘူးလားတချို့တတိကတ်တော့ကတ်တာအခုကိုယ်ခါလာမှာဆိုငပြောပြီးနေရှိတဲ့တရသီးတွေပေါ်မှာပေါ့ပေါ်ဥပေါ်ပြငပြောသီးအလုံးလှလှလေးတွေ့တော့တချို့ကခေဖျားအကြောင်းဆောင်ကတ်ထားငပြောပြီးလေအခိုင်အဖိလိုက်ခုတ်အောက်ကပကံများလေးခမ်းရေလေးဆေးပြီးတော့အစိမ့်လိုက်ကတ်တာ3ရက်လောက်နေတော့ငပြောသီးကမှဲ့သွားတော့ဖျားလှဲ့တော့မကြည့်ဘူးစင်းနေတော့သွားကတ်တာမှဲ့တော့ကိုကစွန့်စားတော့ဖျားเจ้าဆောင်မြတ်တတိအုပ်တဲ့နေရာမြတ်မှတ်နေလားမသိဘူးလို့တတိအုပ်တဲ့လူတွေမရှိဘူးလားစိတ်နေတော့ကိုစားလို့ရလားကိုစားလို့မရရင်တက်ရှိထင်ရှားဖျားရှင်ဆိုရင်လည်းဖုံးပေးလို့ရပါမလားပရိသတ်မရတဲ့အချိန်တော့သွားကတ်ထားတယ်ရတဲ့အချိန်ကျတော့စွန့်စားတယ်ဆိုတော့တတိမြန်သွားအုံနေသလိုမဖြစ်ဘူးလားမကတ်နဲ့မဟုတ်ဘူးကပ်ပါမဲ့ရင်တော့လေတလုံးလောက်တော့ဥဥဖြားဖြားလေးခွဲပြီးတော့ဇွန်းလေးခရင်လေးနဲ့ချက်ပကံများလေးနဲ့မြတ်စွာဘုရားဘနာနာ donation မှာဖရာဆိုရအင်္ဂလိပ်လိုမလျှောက်ဖဲနဲ့လေတည်သည့်အလိုပါဖရာဆိုရင်ဒုတိယပြန်ကတ်ရင်ပရိသတ်ရဲ့ကုသိုလ်နှစ်ခါမတိုးဘူးလားယူတတ်မယ်ဆိုရင်အိမ်ကဖရာကျောင်းဆောင်မှာရောဒါနတွေများလားမများဘူးလားသေရင်ဘာမှယူသွားလို့မရတဲ့ရှားပွေစုဆောင်ထားတဲ့စီစဉ်ဥစ္စာဆိုတာပရိသတ်ရဲ့ပင်စဏံဝေဒနဲ့ယံသူမျိုး၅ပါးတို့နဲ့သာဒရဏဘဝေနာအမြဲမပြတ်ဆက်ဆံရနေတတ်တဲ့အတွက်ကြောင့်နေတရတအနိတရရှာမရသောဣမတဓနတဟောဒီမိမိတို့ရှားပွေစုဆောင်ထားတဲ့စီစဉ်ဥစ္စာတို့ရဲ့သာရောနာမတန်မိုးဆိုတာကဒါနံပေကံဆွန်ကျက်လူတန်းခြင်းဆိုတဲ့ဒါနပါပဲရှားဝေထားတဲ့စူးစိန်ဥစ္စာဆိုတာတဲ့ယံသူမျိုး၅ပါးနဲ့ဆက်ဆံနေတာဘာနဲ့ဆက်ဆံနေတာလဲပရိသတ်ရဲ့ကိုနဲ့များမထိုက်တော့ဘူးဆိုရင်စည်းစိမ်ဥစ္စာဆိုတာအချိန်မြေပျောက်ပြက်သွားနိုင်လားမပြတ်နိုင်ဘူးလားရေကြောင့်လည်းပဲပျက်စီးနိုင်တယ်မီးကြောင့်လည်းပဲပျက်စီးနိုင်တယ်မင်းကြောင့်လည်းပဲပျက်စီးနိုင်တယ်သခိုးဓမြတွေကြောင့်လည်းပျက်စီးနိုင်တယ်အမွေခံသားဆိုသမီးဆိုတွေကြောင့်မပြတ်နိုင်ဘူးလားပျက်စီးခြင်းနဲ့အမြဲဆက်ဆံနေတဲ့စီးစိမ်ဥစ္စာရဲ့တန်မိုးဆိုတာအဲ့ဓာတွေမပြောက်ပြက်ခင်ဒါနလုပ်ပြီးတော့ယူသွားတဲ့ဒါနသည်ချမ်းသာမှုကိုဖြစ်စေတယ်ဆိုတော့ပရိသတ်ရဲ့ချမ်းသာခြင်းဒါနလုပ်ပြီးကိုယ်ကံကိုပြင်ပေါ့ဘာနဲ့ပြင်ဆိုကြည့်ပါချမ်းသာခြင်းရင်ဘဝအတွင်းဒါနလောက်ခကံကိုပြင်ချမ်းသာခြင်းရင်ဘဝတွင်ဒါနလောက်ခကံကိုပြင်ဒါနရှိမှဘဝလပြည့်စုံကြွယ်ဝချမ်းသာရာဒါနရှိမှဘဝလပြည့်စုံကြွယ်ဝချမ်းသာရာပင်စဏံဝေရဏံယံသူမျိုး၅ပါးတို့နှင့်သာဒရဏဘာဝေနာအမြဲမပြတ်ဆက်ဆံရနေတတ်တဲ့အတွက်ကြောင့်နေတရတအနိတရရှာမရသောဣမတဒနတဟောဒီမိမိတို့ရှားပွဲစုဆောင်ထားတဲ့စီစဉ်ဥစ္စာတို့ရဲ့တာရောနာမတန်ဖိုးစရာက
ဒါနံပေကံစွန့်ကျဲလူတန်းချင်းဆိုတဲ့ဒါနတရားပါပဲဤတတ္တမထိုကြောင့်အပမဒေနာမမေ့မလျော့မပေါ်မဆတဲ့သတိတရားနဲ့တမ္ပါဒေထာကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့ချမ်းသာခြင်းဘဝမှာတခြားအရာတွေနဲ့လိုက်ပြီးတော့ပြိုင်မနေကြပါနဲ့ဒါနလုပ်ပြီးတော့သာလင်ကိုယ်ကံကိုပြင်းကြပါစေကုန်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဖျားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းကံကိုမပြိုင်နဲ့ကံကိုပြင်ပါပရိသတ်ရဲ့ဗာတရားသူကံကိုပြန်ရမှာလားကိုယ်ကံကိုပြင်ရမှာလားကံကိုပြင်ဖို့ဆိုရင်ဗုဒ္ဓဘာသာဝင်တွေတော်တော်များများတောင်းတနေတဲ့ဘဝ၃မျိုးမှာချမ်းသာတဲ့ဘဝရဲ့အစဉ်တန်းမြင့်တဲ့ဘဝရဲ့ငြိမ်းချမ်းတဲ့ဘဝဒီ၃မျိုးရအောင်ကိုယ်ကံတွေကိုပြင်ရမယ်တဲ့ချမ်းသာတဲ့ဘဝလေးတွေရခြင်းရဲ့ဒါနလုပ်ပြီးတော့ပြင်လိုက်စမ်းပါဆုတောင်းရမှာလားပြင်ရမှာလားပရိသတ်ဒုတိယလူချင်းတဲ့ဘဝအစဉ်တန်းမြင့်တဲ့ဘဝဘာဘဝလဲပရိသတ်ရဲ့ဘဝမှာအစဉ်တန်းမြင့်မြင့်ရောမနေခြင်းဘူးလားအစဉ်တန်းမြင့်တဲ့ဘဝရဖို့ဆိုဆုတောင်းရမှာလားပြင်ယူရမှာလားပရိသတ်ရဲ့ဆိုကြည့်ပါအစဉ်တန်းမြင့်ခြင်းရင်ဘဝတွင်သီလဆောင်ငါကံကိုပြင်အစဉ်တန်းမြင့်ခြင်းရင်ဘဝတွင်သီလဆောင်ငါကံကိုပြင်သီလရှိမှဘဝလှအစဉ်တန်းမြင့်ကချမ်းသာရာသီလရှိမှဘဝလှအစဉ်တန်းမြင့်ကချမ်းသာရာပရိသတ်ဘဝမှာအစဉ်တန်းရှိတယ်ဆိုတာစည်းစိမ်ဥစ္စာရှိနေုံနဲ့အစဉ်မြင့်တယ်လို့ပြောလို့ရပါမလားယာတို့ဌာနန္တရာတွေမြင့်နေုံနဲ့အစဉ်တန်းမြင့်တယ်လို့ပြောလို့ရပါမလားဂုဏ်နေရှိနေုံနဲ့အစဉ်မြင့်တဲ့ဘဝလို့ပြောလို့ရပါမလားပဇံနေဘလောက်ပဲရှိရှိယာတို့တွေဘလောက်ပဲမြင့်မြင့်ဂုဏ်နေဘလောက်ပဲရှိရှိ character ဆိုတဲ့ကိုကျင့်တရားက minus ပြနေတယ်ဆိုရင်ပရိသတ်သီလမလုံရင်ဘဝအဆင့်ရှိပါမလား။အဲဘဝရဲ့အဆင့်တန်းဆိုတာကိုကျင့်တရားနဲ့ပဲသတ်မှတ်ပါတယ်။ဘာနဲ့သတ်မှတ်လဲ။စည်းစိမ်ဥစ္စာတွေရှိနေုံနဲ့ကိုအဆင့်မြင့်တယ်လို့မထင်နဲ့သီလမလုံကြုံကတော့စည်းစိမ်ဥစ္စာတွေဘလောက်ပဲရှိအဲ့ဒါအဆင့်တန်းရှိမှာပေါ့ဒါပေမဲ့ဒီနေ့ခေတ်လူတော်တော်များများကသီလကိုဦးစားပေးတာများလားအဲ့ဒီစည်းစိမ်ဥစ္စာယာတုဌာနရကိုဦးစားပေးတာများစည်းစိမ်ဥစ္စာတွေနောက်ကိုပဲလိုက်ပြီးတော့ပြိဿအဲ့ဒီအရှိန်နေနဲ့မြောက်မောက်မာတဲ့သူတွေရောမရှိဘူးလားခန္ဓာကိုယ်ကြီးကိုပြင်လိုက်ကြတာခန္ဓာကိုယ်ရဲ့အလှဆိုတာလေပြိဿရဲ့ကျန်တဲ့အရာတွေနဲ့ဘလောက်ပဲစင်သီလနဲ့အလှစင်မှာပိုပေါ်ပါတယ်ရုပ်တရားတွေဘလောက်ပဲလှနေပါစေကိုကျင့်တရားမကောင်းမှုဆိုရင်အဲ့ဒီရုပ်တရားအလှရှိပါအောင်မလား။အိုးစိတ်တက်ကညံ့လိုက်တာကိုကျင့်သီလက minus ပြနေတယ်ရုပ်ကလေးကတော့လှပါတယ်အကျင့်ကမကောင်းမှုဆိုရင်အဲ့ဒီအလှပေါ်ပါအောင်မလား။လူတွေကအဲ့ဒါသီလနဲ့ကိုအလှမပြင်မဲ့စိတ်ရွှေငွေတွေနဲ့ပြင်လိုက်ကြတာပြိဿရဲ့ခန္ဓာကိုယ်ဆိုတာလေဘလောက်ပဲပြင်ပါစေပြင်ရင်နဲ့ပိုလှမလာပဲအိုတွလာတာများပါတယ်ပိုလှမလာပဲဘာဖြစ်လဲပြင်ရင်နဲ့ပိုလှမလာပဲအိုတွလာကြတယ်အိုတာတော့ဟုတ်ပါပြီတွတာကဘာကိုပြောတာစဉ်းစားကြည့်တာနော်အိုတွတယ်ဆိုတော့အိုတာတော့ဟုတ်ပါပြီတွတာကဘာကိုပြောတာလဲဘုန်းကြီးထင်တယ်တွတာကတွန့်တာကိုမြန်ပြောတာလားနော်အိုလာရင်ပရိသတ်ရဲ့အရေးပြားတွေကတင်းတင်းရင်ရှိသေးရဲ့လားပိုလမလားပဲအိုတွလာတော့တာအိုလာရင်ဘာမှကောင်းတာမရှိတော့ဘူးအိုလာရင်ကောင်းတာရှိသေးလားဉာဏ်မပြောနဲ့အိုလာရင်ထိုင်ရာကထတာတော့မကောင်းတော့ကောင်းသေးလားဟောဒီမှာအသက်ရွယ်ကြီးနေတဲ့အဖိုးတွေအဖွားတွေထိုင်ရာကထတာနဲ့နောက်ကရှိတဲ့သားတွေသမီးတွေလူငယ်လေးတွေထတာထိုင်တာတူသေးရဲ့လား
ငယ်တဲ့သူတွေကတော့အားရှိတော့ထိုင်ရာကထိုင်ဆွက်ခနဲ့ခေါင်းလေးနဲ့စထတယ်တဲ့။အိုတဲ့သူတွေကြတော့ထိုင်ရာကထခေါင်းနဲ့မထနိုင်တော့ခေါင်းကအောက်ကိုငုံလက်ကလေးထောက်ပြီးတော့ဘာကအရင်ထမယ်ထင်တယ်။အိုးဖင်ကားလို့မပြောပါနဲ့တင်မားကားလို့ပြောရတယ်။ပရိသတ်အိုလိုင်းခေါင်းနဲ့မထနိုင်ခေါင်းကအောက်ကိုငုံပြီးတော့လက်ကလေးထောက်တော့ပြီးတော့တင်မားကြီးအရင်ကုန်းထလာတာမဟုတ်ဘူးလား။အိုလိုင်းထိုင်ရန်ကထတာတော့ကောင်းသေးလား။တချို့ကလည်းတချို့ကြတော့အိုတော့မအိုသေးဘူး။တအားစားပြီးတအားဝါတဲ့သူတွေမရှိဘူးလား။ကိုဘေးနာမှာတရားနာပြီးဝါတဲ့သူတွေတွေ့လိမ့်မယ်။သူတို့တရားပွဲပြီးရင်ဘလို့ထလဲဆိုတာတစ်ချက်လောက်သတိထားကြည့်စမ်းပါဝါတဲ့သူတွေလည်းထိုင်ရာကထိုင်ရင်ခေါင်းနဲ့ထလာတင်မနဲ့ထလာလူဝါကြီးတွေထရင်တစ်ချက်လောက်ကြည့်ကြည့်အိုးခေါင်းကအောက်ကိုငုံလက်ကလေးထောက်တော့ရဘာရအရင်ကုန်းတက်လာအော်သူတို့လည်းဖင်ကအရင်ထတော့တာအိုတဲ့သူတွေနဲ့ဝါတဲ့သူအိုလာရင်လည်းမကောင်းဘူးဝါရင်ရောဘာကောင်းတာရှိဘာမှမကောင်းဝါလို့လှလို့ဆိုတာအလကားလျှောက်ပြောတာဝါရင်ယောဂထူတာနော်ပြောချင်တာပရိသတ်လူတွေကယုတ်တရားရဲ့အလှကိုတခြားအရာနဲ့အလှမစင်သီလနဲ့အလှမစင်ပဲကျန်တဲ့စိတ်အပြင်လက်ဝတ်တန်စာတွေနဲ့ပဲခန္ဓာကိုယ်ကြီးအလှစင်နေတဲ့အခါကျတော့ဟောဒီခန္ဓာကိုယ်ဆိုတာခုနပြောသလိုကျန်တဲ့အရာတွေနဲ့ဘလောက်ပဲအလှစင်ယုတ်တရားဆိုတာရုပ်ပတ္တိရူပံဖောက်ပြန်နေတဲ့အတွက်ကြောင့်ယုတ်လို့ခေါ်တာဘဝရောဂနံ96ပြအနာယောဂတို့နဲ့သာဒရဏပဝေနအမြဲမပြတ်ဆက်ဆံ၍နေတတ်တဲ့အတွက်ကြောင့်နေသာရတအနိတရရှာမရသောဣမတကာယတအပုတ်ကောင်ကြီးရုပ်ဆောင်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးရဲ့တာရောနာမတန်ဖိုးဆိုတာကသီလံကိုခြင်းသီလပဲရှိတယ်ယုတ်တရားဆိုတာယောဂအစုကြီးပဲတဲ့ဘာအစုကြီးလဲပရိသတ်ဟောဒီခန္ဓာကိုယ်ကြီးပုတ်သလားမပုတ်ဘူးလား3ရက်လောက်များရေမချိုးရင်မှုေးသလားနန်းသလားအခုတော့နည်းနည်းအနံ့ထွက်တယ်နော်နေတိုင်းပြင်နေရတဲ့ဟောဒီခန္ဓာကိုယ်ကြီး3ရက်လောက်များရေမချိုးရင်ပရိသတ်ခန္ဓာကိုယ်ကြီးကအနံ့ထွက်လာလားမထွက်လာဘူးလားဘာများမဲ့မောစရာရှိမရှိဘူးလားပြောလိုက်တာပြင်လိုက်ကြတာအပြင်တကာထွက်ခံနေတဏှာကြီးလောက်ပြင်လိုက်ကြတာမိတ်ကတ်တယ်ထွက်လာတော့လဲဒီပုံမှာပဲနော်ပရိသတ်ရဲ့ဘလောက်ပဲပြင်ပင်ဟောဒီခန္ဓာဆိုတာပုဋ္ဌာကပုဋ္ဌာကြီးပါပဲခန္ဓာကိုယ်မှာလေမျက်စိပေါက်နားပေါက်အပေါက်တွေမရှိဘူးလားဘယ်နှပေါက်လောက်ရှိမယ်ထင်ပြဿနာတော့တက်မယ်နဲ့တူတယ်6ပေါက်နဲ့9ပေါက်ကရန်နေတော့ဖြစ်ကုန်တော့ပါပဲဘဏ္ဍပေါက်ရှိအိမ်ရောက်မှသာရည်ကြည့်ကြပေတော့မရံဖြစ်မနေကြနဲ့ဟိုရောက်မှရှိပရိသတ်ရဲ့သေးကြတာကတော့ဘဏ္ဍပေါက်ပဲရှိခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သမျှအရေးကောင်းတာတစ်ခုမှမရှိပါဘူးဘာရှိလဲမျက်စိကထွက်တဲ့အရေးဘာရည်လို့ခေါ်မျက်ရည်လေးဘာရတာရှိမရှိဘူးတော့မလုပ်ပါနဲ့ကွယ်ငိုရင်ပါးစပ်ထက်မကြဘူးလားခဏခဏငိုနေတာဟုတ်နော်ဘာရတာရှိတယ်ငံကြည့်ကြည့်လေးတော့ရှိတာပေါ့နှာခေါင်းကထွက်တဲ့အရည်ဘာရည်လို့ခေါ်နှချီဘုန်းကြီးများတခါကတရားဟောရင်တလိပ်ကထွေးကံများမပါရင်မျိုးချတာခုလဲမျိုးချလိုက်ပြန်ဂျူမနေတော့နဲ့အခုမှတော့ထွေးကံမပါလဲပုတ်တလားမပုတ်ဘူးလားတချို့ကနှစွန်းနှပြဘေးကကြားပြီးတော့ဘုန်းကြီးလည်းကွာတရားမဟောပဲညစ်ပတ်နေတာဘာတွေပြောနေမှမသိဘူးလို့ပြောတဲ့သူကရှိသေးတယ်ပရိသတ်ညစ်ပတ်နေတာလားအမှန်ပြောနေတာလားသူများခန္ဓာကိုယ်ထွက်ထားလားကိုယ်ခန္ဓာကိုယ်ထွက်ထားလားပုတ်တလားမပုတ်ဘူးလားဘာမျက်မဲ့မောစရာရှိလဲဂျိုင်းကထွက်တဲ့အရည်လေးဘာရည်ခေါ်ဂျိုင်းရည်လို့မခေါ်ဂျိုင်းချွေးလို့ခေါ်မြန်
ဂျိုင်းချွေးလေးရမှုေးသလားနန်းသလားဘာရတာရှိဘုန်းကြီးထင်တယ်ချွေးဆိုတော့ငံမှာပေါ့နော်ရတာရှိချင်းငံကြည့်ကြည့်လေးရက်ကြည့်ပါလားအိုးဒီမှာတော့မသိဘူးပြိတ္တရန်ကုန်မှာ YBS ဘာစကားတွေများလေနွေရာသီမှာလူကကြက်ကားကကြက်အိုးအရက်ရှိတဲ့လူကလက်ကြီးကင်ထားချွေးကထွက်ဂျိုင်းကအိုးချွေးတွေတစ်လုံးလုံးနဲ့အဲ့ဒါအရက်ပူတဲ့သူကစပယ်တွန်းတင်လိုက်တော့ဟိုဘက်ဂျိုင်းအောက်ကိုနှာခေါင်းရောက်သွားတာမူးတောင်လဲတော့တယ်နော်မွေးသလားနန်းသလားဂျိုင်းချွေဆိုတာငံလဲငံနဲ့နန်းလဲနန်းပါတယ်အဲ့ဒါငံလဲငံနဲ့နန်းလဲနန်းနဲ့ဆိုတာတိတိနဲ့တခါတခါဂျိုင်းနဲ့လက်ကလေးထိုးထိုးနှာခေါင်းလေးရှုပ်ရှုပ်ပြီးတော့နန်းကြည့်ရတာလဲဘယ်နှခါမှမသိဘူးနော်ပြိဿရဲ့မနန်းဘူးလားဘုန်းကြီးတို့ကတော့ပွင့်ပွင့်လင်းလင်းပဲပြိဿနန်းဘူးတယ်ဟုတ်တယ်လေနန်းဘူးတာနန်းဘူးတယ်ပြောဘာရှက်เสียလို့တယ်မဲနန်းဘူးတာပဲသူတို့ကိုသူတို့မပုတ်တော့သလိုလိုမနန်းဘူးတော့သလိုလိုအဲ့ဒါကတိတ်ဆိတ်စွာမူသားကျွတယ်လို့ခေါ်ပါတယ်ဘုန်းကြီးတို့ကတော့ပွင့်ပွင့်လင်းလင်းပဲနန်းဘူးပါတယ်ပရိသတ်ရောမနန်းဘူးလားအမဲအခုမှအတန်ထွက်လာတာစောစောတည်းကပြောလိုက်ပြီးရောဘုန်းကြီးတို့ကအကျင့်နေပါနာအိုးချွေးထွက်တော့ပရိသတ်သင်္ကန်းနေတရားဝဲပြီးကြောင်းပြန်ရောက်သင်္ကန်းတန်းသင်္ကန်းလွှားပြီးတာနဲ့လက်ကအလိုလိုဂျိုင်းရင်မြောက်ပြီးတော့အာရပါရပုတ်ပြီးတော့နန်းကြည့်မမွေးမှန်သိရသားနဲ့ဘာဖြစ်လို့ကိုနန်းကြည့်မှမသိတာပရိသတ်တွေအဲ့လိုမဖြစ်ဘူးလားဟောပွင့်ပွင့်လင်းလင်းပြောလိုက်စမ်းပါတပည့်တော်တို့သိတယ်ဗျာမမွေးမှန်ဒါပေမဲ့ဘလို့မို့နန်းကြည့်မှမသိတာဒါကြောင့်မို့လို့တရားမရတာအာတုပကိုအာတုပလို့မြင်ကိုမမြင်တာဟောဒီပရိသတ်တော်မသိဘုန်းကြီးတော်မမြင်သေးပါဘူးတရားမရပါဘူးဟောဒီပရိသတ်တွေရောမြင်ပြီလားတူတူပဲနော်အပေါက်ကောင်းကြီးရုပ်ဆောင်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးမှာရှိသမျှအပေါက်တွေကထွက်သမျှအရေးကောင်းတာဘာရှိတော့ဘာမှမရှိတဲ့ဟောဒီခန္ဓာကိုယ်ကြီးလူတွေကအဲ့ဒါကိုပဲအဟုတ်ကြီးထင်ဩမြင်မှများတော့အကျဉ်းနာပွားအချစ်နဲ့ကြည့်တော့အပြစ်မရှိနော်အချစ်နဲ့ကြည့်တော့ဘာမရှိလဲချစ်နေတော့အကုန်လှနေတာမလှနေဘူးလားဩချစ်တော်ပြိသက်အချစ်နဲ့ကြည့်တော့ကြောက်ပေါက်ခွက်လေးကပချိုင်လေးတွေတောင်ဖြစ်ကုန်တယ်ဘာနဲ့ကြည့်တာအချင်းနဲ့ကြည့်တော့ကြောက်ပေါက်ခွက်လေးကပချိုင်လေးတွေဖြစ်ရုပ်ဆိုးအောင်ကရုံတုံခိုင်းတယ်ဘုန်းကြီးမြတ်စွာဘုရားကလေသပင်ရဲ့ဒုက္ခတွေမရှိအောင်ရုပ်ဆိုးအောင်ကရုံတုံခိုင်းတာအဲ့ဒါကရုံလေးကလှနေပြီဆိုဟုတ်သေးရဲ့လားနော်ပရိသတ်ရဲ့တတ္တာလွန်းတော့တဏှာဖြစ်တာအချင်းနဲ့ကြည့်တော့အပြစ်မရှိဘူးကရုံလေးကလှနေတာဘုန်းကြီးကိုရီးယားမှာကျောင်းတက်တော့အတွေ့အကြုံလေးတစ်ခုကျောင်းစသွားတက်ကဆောင်းတွင်ကြီးအေးတဲ့အချိန်အဲ့ဒါသင်္ကန်းကြီးယုံပြီးတော့ဂုံးကိုကရုံးကိုပြောင်းအောင်တုံးပြီးတော့အဲ့ဒါကျောင်းသွားတက်တဲ့ကိုရီးယားမှာအဲ့ဒါကိုရီးယားကျောင်းကလေးတယောက်ကဘုန်းကြီးကိုကြည့်ပြီးတော့ပြုံးစီလုံးဒီကရုံးကြီးဒီလောက်အေးတဲ့ရာသီကျောင်းနိုင်ငံမှာလေကရုံးကိုပြောင်းအောင်တုံးပြီးတော့သင်္ကန်းကြီးယုံထားတာကြည့်ပြီးတော့အဲ့ဒါသူကပြုံးနေတော့ဘုန်းကြီးကမေးတာအဲ့တော့ကိုရီးယားစကားမရသေးတော့အင်္ဂလိပ်လိုမေးတာ Why are you smiling looking at me နင်ငါ့ကိုကြည့်ပြီးတော့ဘာဖြစ်လို့ပြုံးနေတာတော့ဆိုတော့ရည်ကျင်လို့ပြုံးတာပါဟောနင်ပြောမှလားရည်ကျင်လို့ပြုံးတယ်ဆိုတာဘာကြောင့်ပြုံးတာလဲဩတဲ့တခြားကြောင့်မဟုတ်ပါဘူးတဲ့ဒီလောက်အေးတဲ့နိုင်ငံကြီးမှာတဲ့ကရုံးကိုပြောင်းအောင်တုံးထားပြီးတော့အပေါ်ကစောင်းကြီးခြုံထားတာကြည့်ပြီးတော့မေးတာဗုဒ္ဓဘာသာမဟုတ်တော့သင်္ကန်းမခေါ်တတ်ဘူး bracket လို့ခေါ်တယ်စောင်းကြီးခြုံထားတာစောင်းမဟုတ်ဘူးလို့သင်္ကန်းလို့ပြောတော့အဲ့ဒါလေအောက်ကသင်္မိုင်ကြည့်ပြီးတော့စကတ်ကြီးဝစ်ထားတာလားစကတ်မဟုတ်ဘူးလို့သင်္မိုင်လို့ပြောရတယ်ခွင်းလားပြန့်လားပြန့်ကြီးလို့ခွင်းမဟုတ်ဘူးလို့အောက်ကဘာဝစ်ထားလဲတဲ့ဘာမှမဝစ်ဘူးဆိုတော့မယုံပါဘူးတဲ့မယုံရင်ပြမယ်လေဆိုတော့ပြေးရော
ပေါက်တက်ကရမေးတာကိုရီးယားကျောင်းသူလေးတယောက်ဖြစ်ဟောဒီပရိသတ်တွေရောဘုန်းကြီးတွေအောက်ကဘာမှဝတ်မထားဘူးဆိုတာယုံလားမယုံဘူးလားယုံတယ်နော်ဟောမယုံရင်တော့ယုံအောင်ပြောမလို့ပါပြောချင်တာကပရိသတ်အဲ့ဒီကလေးမလေးဘုန်းကြီးနဲ့အဲ့လိုပဋ္ဌာန်းဆက်ပါတော့ဩဘုန်းကြီးကိုရီးယားမှာကျောင်းတက်တော့ तू ကတမှုထူးကြတာခေါင်းရိပ်ပြီးတဲ့နေ့ဆိုရင်ခေါင်းလေးမြပြောင်းအောင်တုံးထားတဲ့နေ့ဆိုရင်ဘုန်းကြီးစာလေးကောက်ပြီးတော့ကိုယ်စာအာရပါရရေးနေတာအဲ့ तू ကနောက်ကနေခြေထောက်လေးဖွားဖွားလေးနင်းပြီးတော့အဲ့ဒါလက်ကိုသတွေးဆွတ်ပြီးတော့ခေါင်းကိုလာရိုက်တယ်ဖြန်းကနေဆိုလန့်သွားလှဲ့ကြည့်တော့ကိုရီးယားမလေးဖြစ်နေအဲ့ဒါဘုန်းကြီးကမေးတယ်မောဟဲဘာလို့ထားတော့နော်မူခီယောဝောစောတဲ့ခေါင်းတုံးပြီးရင်ဘလို့ချစ်စရာကောင်းမှမသိဘူးတဲ့အဲ့ဒါကြောင့်ရိုက်တာတဲ့မရိုက်ကောင်းဘူးလို့ငရဲကြည့်တယ်လို့ပြောတော့မိုးလာရိုးတဲ့မသိဘူးတဲ့ချစ်တာပဲအဲ့ဒါဘုန်းကြီးအရှိမခေါင်းစာလေးရေးနေခေါင်းရေးပြီးအဲ့ကလေးမလေးကသူ့သူစာမမှတ်ပဲနဲ့ဘုန်းကြီးခေါင်းလေးကိုနောက်ကနေလာပို့ကိုကစာရေးသူကခေါင်းပို့နေကြတော့မလုံးနဲ့ပြောလဲမရတော့ဩကဲမရလဲနည်းနည်းပုတ်ချင်ပုတ်တော့ငါမခံစားရင်ပြီးရောဆိုတော့ဟုတ်တယ်ပြိတ္တသူကပုတ်ချင်ပုတ်ကိုမသားရရင်ပြီးရောလေမြင်မာများတော့အကျဉ်းနာပွားအဲ့ဒီကောင်မလေးကရုံးပုတ်ရင်နဲ့ကရုံးလေးကလှလာနောက်တော့ဘုန်းကြီးကိုအဲ့ဒါဖုန်းထဲက message ပို့ပြီးရီးစားစကားပြောတာဩကိုကလည်းအဲ့တုန်းကတော်တော်ချောတာပြိတ္တအခုမှနည်းနည်းအိုသွားလို့အဲ့ဒါ message ပို့ပြီးဖုန်းနဲ့ရီးစားစကားပြောတယ်ဘာပြောလဲဆိုစွန်းနေမီနော်မူချဆင်းကြော်ယောခွန်ရှင်းမီအစ်စောယောအတကေဟေဟာမနီကာ message ပို့ပြီးတော့ဖုန်းနဲ့ရီးစားစကားပြောဟိုမဲ့နားလေတာကြာရင်ငြိမ့်နေတာပဲနော်နားမလဲလို့ငြိမ့်နေတာပါဖယားနော်ဘာမေးတာလဲဆိုတော့စွန်းနေဆိုတာအရှင်ဖယားစွန်းနေမီနော်မူချဆင်းကြော်ယောချဆင်းဂီတာဆို handsome very handsome you are very handsome တဲ့ရှင်မြတ်ကသိချောတာပဲခွန်ရှင်းမီအစ်စောယောတဲ့ I am interested in you တဲ့ရှင်မြတ်ကိုစိတ်ဝင်စားပါတယ်တဲ့အော်တော့ကဲဟဲဟာမနီကာတဲ့သူဘာလုပ်ရမလဲဘုရားအမက်ဆေ့လေးပြန်ပို့ပေးလိုက်တယ်အန်တွေယောဆိုတာမရဘူးပြောလိုက်အဲ့ပြန်လာတယ်ဝဲအန်တွေယောတဲ့ဘာဖြစ်လို့မရတာလဲနေကစွန့်နေမိတာဆိုငါကဖုန်းကြီးဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒါတွေမရဘူးဆိုတော့ဘာပြန်ပို့လဲမှတ်လဲဥရိနာရာစွန့်နေမတိကျောရောင်းကကြီးဟာစုအင်းနွန်းတဲ့ဝဲအန်တွေယောတဲ့သူတို့နိုင်ငံကဘုန်းကြီးတွေကတရားဝင်တော့အိမ်တော်ပြုလို့ရသေးတာပဲတဲ့ဘာဖြစ်လို့မရတာလဲတဲ့ထာလာယောလို့မတူဘူးလို့ထေရဝါဒစွန့်နေမတိခရကေဟာစုအော့ဆောယောထေရဝါဒဘုန်းကြီးတွေကအဲ့လိုဘုန်းကြီးဝင်းနဲ့အိမ်တော်ပြုခွင့်မရှိဘူးလို့ပြောတော့အဲ့ဒါဆိုရင်အိမ်နိုင်ငံဘုန်းကြီးတွေအိမ်တော်ပြုခြင်းဘာလို့ရလဲတဲ့အိမ်တော်ပြုရင်တော့လူဝတ်လဲရတာပေါ့ဆိုတော့အဲ့ဒါဆိုရင်လူဝတ်လဲပါလားဘုန်းကြီးအတင်းဆွဲချုပ်တာအန်တွေရိုးမရဘူးလို့အတင်းရှောင်ရနောက်ဆုံးတော့မရမှန်းသိလို့ဘာပြောလဲဆိုတော့အဲ့ဒါဆိုရင်တဲ့သူ့ကိုဘလို့သဘောထားလဲတဲ့အဲ့ဒါလေးသိကျင်ပါတယ်ဆိုတော့ဘုန်းကြီးပြန်ပြောတယ်နော်နော်နေသုံးစိမ့်ကတ်တာဆိုသုံးစိမ့်ဣရာကိုစင်ကက်ခဲနင်းကငါညမအရွယ်ဖြစ်တဲ့အတွက်ကြောင့်ညီမတယောက်လိုပဲသဘောထားပါတယ်လို့နော်တို့နာဟန်တဲ့ဥပါရာကိုစင်ကက်ခဲကျူစေယောနင်းကလည်းငါကိုအကိုတယောက်လိုပဲသဘောထားပါဆိုတော့သူကဘာပြောလဲမှတ်လဲဥပါကအင်းနွန်းတဲ့ဖီရိုအော့ဆော်ယောတဲ့အကိုကရှိပြီးသားပဲတဲ့ဘာလို့ရမှာလဲဘာလို့ချင်လို့လဲလို့အကိုလို့မှသဘောမထားနိုင်ဖြတ်လိုက်တော့ဆိုတော့ပြိဿရဲ့အဲ့ဒါဘုန်းကြီးကျောင်း9နှစ်တက်တာကိုရီးယားမှာအဲ့ကလေးမလေးပတ်ရှောင်းပြီးတော့ကျောင်းပြီးအောင်နေခဲ့ရတာကျေးဇူးတင်ဖို့မကောင်းဘူးလားဟောဘုန်းကြီးကတော့အဲ့တုန်းကကိုယ့်ဘဝလေးကိုကြီးညိုတယ်ဒီလောက်ငါ့ကိုလှတာပတ်တာတွေနဲ့ဆွဲဆောင်နေတာတော့မှသူ့နောက်ကိုပါမသွားအောင်ထိန်းထားနိုင်တာငါတော်တာပဲအဲ့လိုကြီးညိုတာမဟုတ်မြန်ပါသွားရင်ပြိဿရဲ့ဟောဒီပလင်တော်ဘုန်းကြီးရောက်ပါအောင်မလား
ကိုရီးယားနိုင်ငံသားကြီးဖြစ်ပြီးတော့နော်ကလေးတွေတောင်ဘယ်နှယောက်ရမယ်မှမသိဘူးနော်ဒါပေမဲ့ဘုန်းကြီးမေတော်ကြီးကအခုဒိုင်ဦးမှာရှိတယ်ဘုန်းကြီးအမေအရင်က80ကျော်အမေကသူ့သားစိတ်မချဘူးလူထွက်မှာဆိုဒကမတွေကယူဆိုင်ပါတဲ့သတိထားပါတဲ့လူထွက်သွားမှာဆိုပါတယ်ဒကမကြီးမထွက်တော့ပါဘူးလို့အိုဘယ်ပြောလို့ရမလဲတဲ့မေတ္တာရှင်တောင်ထွက်သွားသေးတာတဲ့သူများဆွဲထဲတယ်သူကငါသားကမေတ္တာရှင်တဲ့ပိုချောတယ်တဲ့အမေကပြောတာဩဒါတော့လက်ခံပါတယ်လို့မထွက်တော့ပါဘူးလို့ဘယ်ပြောလို့ရမလဲတဲ့သတိတော်ထားပါတဲ့ဒကမကြီးစိတ်ချလို့မေတော်ကြီးသားကကိုရီးယားလိုနိုင်ငံမျိုးမှာဖြူဖြူဖွေးဖွေးလှတပတာမပေါ့တဘောမလုံတလုံးဟိုနိုင်ငံကရေစည်းငါးတွေမြင်လာပြီးတော့မှဟောဒီကငကြီးကြောက်တွေစိတ်မဝင်စားတော့ပါဘူးပြိဿဒီကငကြီးကြောက်တွေပြောတာမဟုတ်အညာဘက်ကပြောတာအညာရောက်တော့လေဒီဘက်ပြန်ပြောရတာပေါ့နော်ပရိသတ်ဖြူဝဲဝဲလှတပတ္တတွေမြင်ပြီးတော့ငကြီးကြောက်တွေစိတ်မဝင်စားတော့ရည်စရာပြောတာပါငကြီးကြောက်လည်းပဲအချစ်နဲ့ကြည့်တော့အပြစ်ရှိသေးလားငကြီးကြောက်တွေနဲ့ညားထားတာတွေမရှိဘူးလားဒီမှာတော့တွေ့နေရသေးတယ်နော်အချစ်နဲ့ကြည့်တော့အပြစ်မရှိဘူးပြောချင်တာကလူတွေကအချစ်မျက်စိနဲ့ကြည့်နေတော့ခန္ဓာကိုယ်ကြီးရဲ့အပုပ်ကိုမြင်လားမမြင်ဘူးလားသေချာတွေးကြည့်တော့တရားနဲ့တာစင်ချင်းကြည့်ပြိတ္တရဲ့ခါရိခန္ဓာကိုယ်ကြီးဆိုတာဘဟုရောဂနဲ့96ပြားအနာယောဂတွေနဲ့နှိမ့်ဆက်နေတာဆိုအပုပ်ကောင်ကြီးရုပ်ဆောင်တာတွေဟောဒီခန္ဓာကိုယ်ကျန်တာတွေနဲ့ဘလောက်အလှပြင်ပါစေပြိတ္တသီလအလှမရှိရင်အလှပေါ်ပါမလားအကြောင်းပြိတ္တအစင်တန်းဆိုတာစီးစဉ်ဥစ္စာယာတုဌာဏန္တရာတွေနဲ့မတတ်မှတ်ပါဘူးကိုကျင့်သီလနဲ့ပဲတတ်မှတ်ပါတယ်ဘာနဲ့တတ်မှတ်အစဉ်တမ်းမြင့်တဲ့ဘဝကိုလိုချင်ပြိဿရဲ့အ ਨੇ ဆုံး5ပါးသီလလောက်တော့ထိမ့်ဖို့လိုလားမလိုဘူးလားလူတွေမှာ5ပါးသီလလုံတာများလားမလုံတာများလားအားရစရာကြီးနော်ဟောဒီရွာသားတွေကတော့လုံတဲ့သူကများလားမလုံတဲ့သူကများလားအားရစရာကြီးနော်တရားနာပရိသတ်တွေလုံတဲ့သူများလားမလုံတဲ့သူများလားမပြောတော့ဘူးနော်ပြိဿတကယ်တမ်းကျတော့ထိမ့်မယ်ဆိုရင်လုံနိုင်လားမလုံနိုင်ဘူးလားစိတ်ပါပဲထိမ့်မယ်ဆိုရင်လုံပါတယ်အခုပဲမေးကြည့်နေအောင်5ပါးတော့လုံတော့ပြီသူများအသက်မသက်ဖဲနေလို့မရဘူးလားကဲတပါးလုံသွားပြီသူများပစ္စည်းမခိုးပဲနဲ့ကောနေလို့မရဘူးလားလုံသွားပြီလေသူများသားများမပြစ်မှားပဲကောနေလို့မရဘူးလားပြစ်မှားတဲ့သူတွေရောမရှိဘူးလားဟာရတယ်လည်းပြောတယ်ရှိတယ်လည်းပြောတယ်သူတို့ဘာရင်ပြမကိုမပြမဖို့လိုလားမလိုဘူးလားမလိန်ပဲနဲ့ကိုနေလို့မရဘူးလားလိန်တဲ့သူများလားမများဘူးလားများတယ်နော်အရက်သေးစားမတောက်စားပဲနဲ့ကိုနေလို့မရဘူးလားတောက်တဲ့သူတွေရောမရှိဘူးလားတော်သေးတယ်ဟောဒီရွာမှာအရက်သမားတွေမရှိလို့နော်ရှိလားသိပါတယ်ရွက်မေးတာပါအရက်ဆိုင်တော့မရှိတော့ပါဘူးဘုန်းကြီးထင်ပါတယ်ရှိလားသိပါတယ်ရွက်မေးတာပါတနိုင်ငံလုံးအရက်သမားတွေဖြစ်ကုန်တော့တာအရက်တွေတောက်လိုက်ကြတာကုသိုလ်ကောင်းမှုတော်မှာအရက်တွေတွဲနေတော့ဘယ်လိုလုပ်မလဲဟိုတုန်းကရွာတွေမှာအလှူဒန်းလုပ်ပြီးဆိုရင်လေလှုပ်အားပေးတဲ့လူငယ်တွေကိုစေဘောလက်လေးနဲ့လိုက်ကမ်းပြီးဖိတ်ရင်အလုံးဝိုင်းပြီးတော့လှုပ်အားလာပြီးကြတယ်နော်အခုပရိသတ်ရေစေဘောလေးနဲ့ဖိတ်ရင်မလာဘူးပုံးထောင်ပေးရတယ်ရွာတွေမှာဘာပုံးထောင်အောင်အရက်ကိုပုံးလိုက်ကိုချပေးရတာမြို့တွေမှာကတ်လိုက်ထားပေးရတာအရက်ကတ်တွေဘီယာကတ်ကုသိုလ်ကောင်းမှုတော်မှာအရက်တွေရောနေလားမရောနေဘူးလားကုသိုလ်ကနည်းနည်းအရက်တွေကများဟိုဘုန်းကြီးတစ်ခါကြုံမှုတယ်ဟိုဝေဘာဂီဘက်မှာတရားဟောရင်တရားဝဲကြွသွားတာကြိုဆိုရေးလှုပ်တဲ့ကလေးတွေကတရားဝဲကြိုတဲ့အခိုက်တေးတောင်မှအရက်မတော့ပဲမနေနိုင်ဘူးလားမသိအရက်နံ1000နဲ့ရှေ့ကအလံကင်တဲ့ကောင်အရက်တောက်ပြီးအလံကင်တော့ရှေ့ကဆက်တာရိုင်တီးရိုင်တိုင်သူရိုင်တော့ကိုပါလိုက်ရိုင်တယ်အဲ့မင်းကတောက်လို့ရိုင်တာငါကမတောက်ဘဲနဲ့ရိုင်နေတာ
ပြိဿအလံတိုင်တဲ့ကောင်ရိုင်းတိုင်နေဆိုနောက်ကကြွတဲ့ဘုန်းကြီးနဲ့ရိုင်းတိုင်နိုင်ဖြစ်တာပဲသူကတော်တယ်နောက်ကထီးမိုးတဲ့ကောင်ကအရက်မို့ပြီးတော့အဲ့ဒါခလုတ်တိုက်ပြီးဘုန်းကြီးကိုထီးနဲ့ခေါင်းရိုက်တာမင်းတို့ကွာလို့လူကြားထဲမှာမလို့အပြင်မှာဆိုငါလက်သီးနဲ့ထိုးတယ်လို့နော်ဒီလောက်ကလေးတောင်မှအရက်ကိုမရှောင်နိုင်ဘူးကုသိုလ်နဲ့အရက်တွေတွဲနေလားမတွဲနေဘူးလားလောကကြီးတစ်ခုလုံးအရက်သမားတွေများသွားရင်ပြိတ္တရဲ့ဟောဒီတိုင်းပြည်ပျက်စီးဖို့ပဲအရက်ဆိုတာတောက်ခါစားတော့ကိုကတောက်ထားပဲနောက်တော့သူကကိုကိုပြန်တောက်ထားတောက်ခါစားဘသူကတောက်ကြာတော့ဘသူကတောက်သူကကိုကိုတောက်သွားတာကလီစာတွေလောင်ကျွမ်းပြီးတော့အရက်သမားအသက်ရှည်တာများလားအသက်တူတာများလားသူတို့လည်းပြောပါတယ်အရက်သမားတွေကတပည့်တို့ကမအိုစေးမိဝဲတာပါဖေဟာဘာဖြစ်လို့လဲကွာမအိုခင်သေးသေးကုန်လို့ပါပရိသတ်ရဲ့အရက်တွေလည်းမတော့ပဲနေလို့မရဘူးလားအဲဘဝမှာ၅ပါးသီလလောက်တာလုံထားပြီဆိုရင်အစဉ်တန်းမြင့်နေပါပြီဘယ်သူလုံးမလုံးကိုထိန်းနိုင်အောင်ကြိုးစားရင်ကိုဘဝအစဉ်တန်းမြင့်တာပရိသတ်ရွှေတွေငွေတွေယာတုဌာနတရတွေနဲ့မော်မောက်နေကြွားစရာမလို၅ပါးသီလတာလုံအောင်လှုပ်ထားဒီဘဝမှာလည်းအစဉ်မြင့်ပါတယ်သိရင်လည်းပဲသီလလုံတော့ကောင်းတဲ့ဘဝရောက်မသွားဘူးလားသုဂတိဘဝဆိုအစဉ်တန်းမြင့်တဲ့ဘဝမှာမွေးဖွားပါတယ်ဆိုတော့အစဉ်တန်းမြင့်ရင်သီလနဲ့ကိုယ်ကံကိုပြင်ပါဆိုကြည့်ပါအစဉ်တန်းမြင့်ခြင်းရင်ဘဝအတွင်းသီလဆောင်ငါကံကိုပြင်အစဉ်တန်းမြင့်ခြင်းရင်ဘဝအတွင်းသီလဆောင်ငါကံကိုပြင်သီလရှိမှဘဝလာအစဉ်တန်းမြင့်ကချမ်းသာရာသီလရှိမှဘဝလာအစဉ်တန်းမြင့်ကချမ်းသာရာဘဟုရောဂနံ96ပြအနာယောဂတို့နဲ့သာဒရဏပဝေနာအမြဲမပြတ်ဆက်ဆံ၍နေတတ်တဲ့အတွက်ကြောင့်နေတရတနိတရရှာမရသောဣမတကာယတအပုတ်ကောင်ကြီးရုပ်ဆောင်ထားတဲ့ဟောဒီခန္ဓာကိုယ်ကြီးရဲ့သာရောနာမတန်ဖိုးဆိုတာကသီလံကိုကျင့်သီလတရားပါပဲဤတတ္တမထို့ကြောင့်အပမဒေနမမေ့မလျော့မပေါ်မဆတဲ့တတိတရားနဲ့တမ္ပါဒေထာကိုစီကိုငါအတိတရားလေးတွေကပ်ပြီးတော့နေရတဲ့ဘဝအခိုက်အတန့်မှာအစဉ်တန်းမြင့်ခြင်းဒုက္ခံကိုမပြိုင်ကြပါနဲ့ကိုယ်ကံကိုသာသီလလုံအောင်ဆောင်ထိန်ပြီးတော့ပြင်နိုင်ကြပါစေကုန်ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါ်စာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေသတည်းကံကိုမပြိုင်နဲ့ကံကိုပြင်ပါပရိသတ်ရဲ့ဗတရားလောကလူသားတွေလိုလားတောင်းတနေတဲ့ဘဝ၃မျိုးချမ်းသာတဲ့ဘဝစင်တန်းမြင့်တဲ့ဘဝငြိမ်းချမ်းတဲ့ဘဝဒီဘဝ၃မျိုးကိုလိုလားတောင်းတတဲ့ပုဂ္ဂိုလ်တွေဆိုတာဆုတောင်းနေရုံနဲ့အဲ့ဒီဘဝတွေမရပါဘူးကိုယ်ကံကိုပြင်ပြီးတော့ယူမှသာလည်းရပါတယ်တဲ့ချမ်းသာခြင်းဒါနာလေးတွေနိုင်သလောက်လုပ်ပြီးတော့ဒါနနဲ့ပြင်ရတယ်ဘဝအစဉ်တန်းမြင့်ခြင်းသီလကိုလုံအောင်ဆောင်ထိန်ပြီးတော့သီလနဲ့ကိုယ်ဘဝကိုအစဉ်တန်းမြင့်အောင်ပြင်ရတယ်ပရိသတ်တတ္တယဘဝကငြိမ်းချမ်းတဲ့ဘဝဘာဘဝပရိသတ်ငြိမ်းချမ်းတဲ့ဘဝလေးကိုမလိုချင်ဘူးလားလိုချင်ဆုတောင်းယူရမလားကြည်ယူရမလားဆုတောင်းယူရင်ငြိမ်းချမ်းပါမလားပြုပြင်ပြီးယူရမလားကိုယ်ကံကိုပြင်ပြီးတော့ယူမှငြိမ်းချမ်းတာပရိသတ်ဘဝမှာငြိမ်းချမ်းဖို့ဆိုရင်တခြားအရာကငြိမ်းချမ်းမှုမပေးနိုင်ဘူးတရားနဲ့ပဲငြိမ်းချမ်းပါတယ်ဘာနဲ့ပဲငြိမ်းချမ်းလဲဘဝဒုက္ခဆိုတာတရားနဲ့ဖြေမှပြေပါတယ်ဘာနဲ့ဖြေမှပြေတခြားအရာနဲ့ဖြေလို့ပြေပါမလားတရားလေးသာနှလုံးသွင်းပြီးတော့နေလိုက်စမ်းပါဘာဝနာဆိုတာကိုယ့်ကိုယ်တတိလေးကပ်ပြီးတော့တရားလေးနဲ့နေမယ်ဆိုကိုယ်တဏ္ဍမှာတရားတွေရှိနေပြိတ္တိငြိမ်းချမ်းနေတော့တာပဲလောကလူသားတွေမငြိမ်းချမ်းနေဆိုတာတခြားလူကြောင့်မငြိမ်းချမ်းတာလားကိုယ်လောဘကိုယ်ဒေါသကိုယ်မောဟကိုယ်ကိလေသာတွေကြောင့်မငြိမ်းချမ်းတာလား
ကိုကိလေသာတွေကြောင့်မငြိမ်းချမ်းတာတခြားသူကြောင့်လားကိလေသာကြောင့်လားတခြားသူကြောင့်ပူလောင်တာလားကိုလောဘကြောင့်ပူလောင်တာလားတခြားလူကြောင့်စိတ်တိုရတာလားကိုဒေါသကြောင့်စိတ်တိုရတာလားပရိသတ်ရဲ့တခြားသူကကိုဘဝကိုပူအောင်လှုပ်ပေးတာမဟုတ်ဘူးလှုပ်နေတာမဟုတ်ဘူးကိုကိလေသာတွေကကိုကိုလှုပ်တာလောဘကြီးတော့ပူတာပေါ့ဒေါသတွေအာကြီးတော့ပူတာပေါ့မောဟမာနတွေအာကြီးတော့ပူတာပေါ့ညငိမ့်ချမ်းခြင်းအဲ့ဒါတွေအဝင်မခံနဲ့လေလောဘဒေါသမောဟတွေနဲ့ကိုဘဝကိုမတီးဆောက်ပါနဲ့လောဘအာကြီးရင်ယူတတ်တဲ့ဒေါသအာကြီးရင်သေတတ်တဲ့လောဘအာကြီးရင်ဘာဖြစ်တယ်လောဘကြီးယူတယ်နော်ကိုသိမ့်မြတ်နိုးတဲ့ပစ္စည်းဝတ္ထုမြန်ပျောက်ပြက်သွားရင်ပရိသတ်ရဲ့အဲ့ဒီပစ္စည်းဝတ္ထုတန်မိုးထားတဲ့အရာတွေမြန်ပျောက်ပြက်သွားရင်တရားမရှိယူနိုင်လားမယူနိုင်ဘူးလားဒေဝရလောင်ရွဲကုန်တဲ့ဇလံကြည့်ပါလားရွှေကွက်သူများကပါသွားတော့လေဖះလောင်နောက်ပါတော့ဒေဝရလောင်ယူရွှေကွက်နောက်လိုက်ပြီးတော့ယူတော့တာနော်ဇတ်တော်တွေမှာဆိုရင်မပေးငါရွှေကွက်ပြန်ပေးဆိုပြီးတော့လေဇတ်တော်တွေမှာခင်းတာယူသွားတာဗျာလောဘအာကြီးရင်ယူတတ်တဲ့ဒေါသအာကြီးရင်ဘာဖြစ်လဲသေတယ်နော်ဒေါသကလူကိုသေစေတယ်တိတ်ဒေါသကြီးရင်နှလုံးအတက်ဖြစ်ပြီးတော့သေသွားရှော့ဖြစ်ပြီမြတ်စွာဘုရားဗုဒ္ဓစာပေတွေမှာဆိုရင်မနောပရောတိကနတ်ဆိုတာရှိတယ်ဒေါသတွေတိတ်ထွက်ရင်အဲ့ဒီနတ်တွေသေတာတဲ့နတ်သက်ကျွေးတော့ကြောင့်မလို့ပူတယ်ဆိုတာတခြားလူကပူအောင်လုပ်တာမဟုတ်ပါဘူးကိုလောဘနဲ့ကိုကိုပူစေတာကိုဒေါသကိုမောဟကိုမာနတွေကိုကိုပူစေတာဆိုတော့ပြိဿငြိမ်းချမ်းခြင်းလောဘတွေအဖြစ်မခံနဲ့ဒေါသတွေအဖြစ်မခံနဲ့မောဟမာနတွေအဖြစ်မခံနဲ့ပုထုဇဉ်သဘာဝလောဘဒေါသမောဟတွေတော့ရှိလားမရှိဘူးလားရှိပေမဲ့ပေါ်ရင်အကြာကြီးအဖြစ်မခံနဲ့လေချက်ချင်းသိအောင်ကြိုးစားငါလောဘဖြစ်နေတယ်ဆိုတာသိရင်လောဘစိတ်ကလျော့သွားတာငါဒေါသဖြစ်နေပါလားသိရင်ဒေါသစိတ်ကကျသွားတာငါမောဟမာနတွေဝင်နေပါလားကိုယ့်ကိုယ်ကိုတတိလေးကပ်ပြီးတော့ဆင်ကျင်လိုက်တာနဲ့အဲ့ဒီဟာတွေကလျော့သွားတာပရိသတ်လူတွေမသိဘဲနဲ့ပူနေကြတာလောဘဖြစ်တာကိုသိရင်လောဘမဖြစ်တော့ဘူးဒေါသဖြစ်တာကိုသိရင်ဒေါသကမဖြစ်တော့။ဒါတတိပဋ္ဌာနာဝိပဿနာဆိုတတိလေးကပ်ပြီးတော့ကိုယ်စိတ်နဲ့ယုံမှာကပ်ပြီးတော့နေလို့ရှိရင်ပြိဿတတိကပ်ထားတဲ့စိတ်လောဘဖြစ်ပါအောင်မလား။တတိရှိရင်လောဘမရှိပါဘူး။တတိရှိနေတဲ့စိတ်ကဒေါသဖြစ်ပါအောင်မလား။တတိရှိနေတဲ့စိတ်ကမောဟမာနတွေဖြစ်ပါအောင်မလား။ကြောင့်ပြိဿငြိမ်းချမ်းတဲ့ဘဝလေးလိုချင်ဘာဝနာကုသိုလ်နဲ့ပြင်ပေါ်။ဘာကုသိုလ်နဲ့တရားအားထုတ်ပြီးတော့ပြင်ခိုင်းတာပရိသတ်ရဲ့ဘာဝနာက2မျိုးရှိတယ်သမထဘာဝနာရဲ့ဝိပဿနာဘာဝနာရဲ့ဘယ်နှမျိုးသမထဘာဝနာကဧကကတစိတ်တအာယုန်တစ်ခုတည်းကိုပဲထက်ခါပွားများတဲ့အကျင့်ကိုသမထကျင့်စဉ်လို့ခေါ်တယ်ဂုဏ်တော်တွေပွားတယ်အရဟံဒါပဲထက်ခါပွားရင်အဲ့ဒါသမထကျင့်စဉ်ကိုသမထကျင့်စဉ်ကကိလေသာကိုအလုံးစုံမပယ်ဘူးကိလေသာကိုခွာပဲထားနိုင်ပွားနေတဲ့အချိန်ကိလေသာမခိုးဘူးသူလည်းငြိမ်းချမ်းနေတာသို့တော့ဝိပဿနာကြတော့ကိလေသာကိုအမြစ်ပြတ်တတ်ပလိုက်တာစိတ်မှာပဲဖြစ်ယုံမှာပဲဖြစ်သမျှပေါ်သမျှအရာတွေကိုဖြစ်စေဖြစ်ခိုင်းပေါ်စေပေါ်ခိုင်းမှာတတိလေးကပ်ပြီးတော့သိမှတ်နေတာဝိပဿနာလို့ခေါ်ပါတယ်ဝိပဿနာမဟာတတိပဌာနာသုတ်တသုတ်လုံးရဲ့အချုပ်ကယထာဘူတံပဇာနာတိတဲ့ယထာဘူရန်ဟုတ်တိုင်းမှန်စွာဝါအရှိကိုအရှိအတိုင်းပဇာနာပြီးပဇာနာတိတတိလေးကပ်ပြီးတော့သိမှတ်နေတာအဲ့ဒါဝိပဿနာတတိပဋ္ဌာန်လို့ခေါ်တယ်ဆိုတော့ပရိသတ်တရားမှတ်နေတဲ့အခိုက်အတန့်လေးမှာကိုယ်တဏ္ဍာမှာဖောင်းတာပိန်တာလေးတတိမလွတ်ပဲကပ်ပြီးတော့မှတ်နေတယ်ဝင်လေတွက်လေတွေတတိမလွတ်ပဲမှတ်ပြီးတော့တမတ်မှတ်လို့ရလိုက်တဲ့အခိုက်အတန့်မှာကိုယ်တဏ္ဍာမှာလောဘကိုဖြစ်သေးလားတတိကထိုင်လောဘမဝင်တော့ဘူးလေမောဟမာနတွေရောဖြစ်သေးလား9မိနစ်လောက်မြန်တတိကပ်ပြီးတော့မှတ်နိုင်9မိနစ်ကိလေသာမခိုတော့ဘူးပေါ့တဏှာရီတော့တတိကပ်ပြီးမှတ်နိုင်တဏှာရီတွင်မှာလောဘဒေါသမောဟမဖြစ်ဘူးဆိုရင်ပြိဿအဲ့ဒီတရားနဲ့မှတ်နေတဲ့အခိုက်အတန့်မှာကိုယ်တဏ္ဍမှာကိလေသာမဖြစ်ဘူးဆိုရင်အဲ့ဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုနေတာပါပဲ
ဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်ဆိုတာနေရမဟုတ်ဘူးဘုံဌာနမဟုတ်ပါဘူးနိဝါဏလို့ခေါ်တဲ့ကိလေသာတဏှာမရှိတာဟာနိဗ္ဗာန်ပါဘာမရှိတာနိဗ္ဗာန်ဝါဏဆိုတဲ့တဏှာကနိမရှိတာအဲ့ဒါကိုနိဗ္ဗာန်လို့ပြောတယ်တဲ့ကိလေသာတဏှာမရှိတာနိဗ္ဗာန်ဆိုတော့တရားမှတ်လို့တမတ်မှတ်လို့ရလိုက်တဲ့အခါမှာကိုယ်တဏ္ဍမှာကိလေသာဈာမကိုဆိုအဲ့ဒီတမတ်ဟာနိဗ္ဗာန်ပဲပေါ့9 မိနစ်အတွင်းမှတ်နိုင်တဲ့9 မိနစ်အတွင်းကိလေသာဈာမကို9 မိနစ်ကနိဗ္ဗာန်ပဲတဏှာကြီးလောက်မှတ်နိုင်တဏှာကြီးနိဗ္ဗာန်ပေါ့အိုးလုံးဝကိလေသာမပေါ်အောင်မှတ်နိုင်ပြီဆိုရင်လုံးဝနိဗ္ဗာန်မျက်မှောက်ပြုတာပေါ့ဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်ဆိုတာသေမရောက်မှမဟုတ်ပါဘူးမသေးခင်ကိလေသာမဖြစ်အောင်နေရင်နိဗ္ဗာန်ပါပဲကျန်တဲ့အချိန်တွေမမှတ်နိုင်တော့မှအိယာတဲ့ဝင်လိုက်တဲ့အခိုက်အတန့်လေးအိယာပေါ်လှည့်လိုက်တာနဲ့ပရိသတ်တတိလေးကပ်ပြီးဝင်လေထွက်လေတွေကိုမှတ်တတ်တဲ့အလေးကျင့်လေးနဲ့အိတ်ကြည့်ပါတရားနဲ့အိပ်ရင်ကောင်းကောင်းပျော်ပါတယ်တခြားအတွေးတွေနဲ့အိပ်ရင်ပျော်ပါမလားပရိသတ်အိပ်ပျော်ခြင်းတရားနဲ့မှတ်ပြီးတော့အိတ်တတ်တဲ့အလေးကျင့်လေးလုပ်ပြီးရင်ကောင်းကောင်းလဲအိပ်ပျော်တဲ့ကိလေသာတွေမဝင်တော့ကောင်းကောင်းလဲနိုးကြတချို့ကြတော့အဲ့ဒါလေးအိပ်ရတဲ့ဝင်မှသားအကြောင်းသမီးအကြောင်းမိသားစုအကြောင်းပြဿနာပေါင်း16000တွေးတော့အိပ်ပျော်ရဲ့လားအိပ်မပျော်ဘူးလေတခြားသူကလှုပ်တာမဟုတ်ကိုယ်အတွေးကလှုပ်တာရောင်ပရိသတ်တရားဆိုတာရိပ်သာသွားမှမဟုတ်ပါဘူးစိတ်ပါရင်အိပ်ရာဟာရိပ်သာပါပဲစိတ်ပါရင်အိယာဟာရိတ်တာပါပဲပရိသတ်စိတ်မပါရင်ရိတ်တာဟာလည်းအိယာပါပဲစိတ်မပါရင်ရိတ်တာလည်းအိယာပဲတချို့ရိတ်တာသွားအိပ်ပြီးပြန်လာတဲ့ယောဂီတွေမရှိဘူးလားဟိုးအိမ်မနေခေါင်းမပါရင်မအိပ်တတ်တဲ့သူကရိတ်တာကပြန်လာတော့ထိုင်ရငိုက်တက်သွားပြီစိတ်ပါရင်အိယာဟာရိတ်တာဖြစ်တယ်လို့စိတ်မပါရင်ရိတ်တာဟာလည်းအိယာဖြစ်တယ်ဆိုတော့ပရိသတ်ငြိမ်းချမ်းတဲ့ဘဝလေးလိုချင်တရားနဲ့နေမှငြိမ်းချမ်းတယ်ဘာနဲ့နေကုသိုလ်နဲ့ပြောတယ်ဆိုရင်တရားအထုတ်တာဘာဝနာကုသိုလ်လို့ခေါ်ပါတယ်ဘာကုသိုလ်ပရိသတ်ငြိမ်းချမ်းတဲ့ဘဝလေးလိုချင်ဘာဝနာကုသိုလ်လုပ်ပြီးတော့ကိုယ်ကံကိုပြင်ဖို့ပါပဲဆိုကြည့်ပါငြိမ်းချမ်းခြင်းရင်ဘဝတွင်ဘာဝနာလောက်ခကံကိုပြင်ငြိမ်းချမ်းခြင်းရင်ဘဝတွင်ဘာဝနာလောက်ခကံကိုပြင်ဘာဝနာရှိမှဘဝလတရားရကချမ်းသာရာဘာဝနာရှိမှဘဝလတရားရကချမ်းသာရာကံကိုမပြိုင်နဲ့ကံကိုပြင်ပါပရိသတ်ရဲ့ဗတရားလောကလူသားတွေလိုလားတောင်းတတဲ့ဘဝ3မျိုးချမ်းသာတဲ့ဘဝစင်တမ်းမြင့်တဲ့ဘဝငြိမ်းချမ်းတဲ့ဘဝဘယ်နှမျိုးလဲအဲ့ဒီ3မျိုးကိုလူတိုင်းလိုချင်တယ်ဆိုဩမြတ်စွာဘုရားကပေးပြီးသားလိုချင်လို့ယူဖို့တဲ့ပြင်ပြီးယူဖို့တဲ့ဆူတောင်းနေဦးနဲ့မရဘူးတဲ့ငြိမ်းချမ်းခြင်းပြိဿရဲ့ဒါနကိုချမ်းသာခြင်းဒါနလေးကိုနိုင်သလောက်လုပ်ပြီးတော့ပြင်လိုက်စမ်းပါဒီဘဝမှာချမ်းသာတော့မှတန်ត្រာချမ်းသာမှာပေါ့အစဉ်တန်းမြင့်ရင်သီလကိုအ ਨੇ ဆုံး5ပါးလောက်တော့လုံအောင်ထိမ့်ပြီးတော့ကိုယ်အစဉ်တန်းကိုမြင့်အောင်ကြိုးစားပြီးတော့ပြင်လိုက်ကြစမ်းပါငြိမ်းချမ်းတဲ့ဘဝလိုချင်တခြားအရာတွေနဲ့မရဘူးတရားပါမှရတာဆိုတော့ဘာဝနာလေးနဲ့ပြင်ရတယ်ကံကိုမပြိုင်နဲ့ကံကိုပြင်ပါဘာတရားပရိသတ်ရဲ့ကံကိုပြင်နေဆိုတာလေကောင်းတာနဲ့ပြင်ရမှာလားမကောင်းတာနဲ့ပြင်ရမှာလားကုသိုလ်နဲ့ပြင်ရမှာလားအကုသိုလ်နဲ့ပြင်ရမှာလားကုသိုလ်နဲ့ပြင်ဆိုတော့ဗုဒ္ဓဘာသာဝင်နေတဲ့အခြေခံကုသိုလ်ကအများကြီးမရှိပါဘူး3မျိုးပါပဲဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဘယ်နှမျိုးတခုတည်းပြင်လို့မရဘူးနော်ဒါနပဲအာကောင်းပြီသီလမပါရင်ဘဝအဆင့်နှိမ့်သွားတာတိရစ္ဆာန်ဘဝရောက်သွားမှာဒါနကတော့ချမ်းသာတာဆိုတော့တိရစ္ဆာန်ဘဝမှာတော့ချမ်းသာမှာပေါ့တိုးတော့သီလမလို့ရင်အဆင့်နှိမ့်သွားပြန်ရောသီလပဲလုံပြီးတော့ဒါနမပါရင်လေလူလောကမှာတောင်းစားနေတဲ့လူတွေမရှိဘူးလား
လူဘဝတော့ရပါတယ်အစဉ်တန်းတော့မြင်ပါတယ်ဒါနမှာပါတော့လူမွဲတွေနတ်မွဲတွေဖြစ်တာပေါ့ပရိသေသီလလဲလုံနေဒါနလဲပါတယ်ဆိုရင်အစဉ်တန်းလဲမြင်ပါတယ်ချမ်းလဲချမ်းသာပါမယ်ပေါ့ဒါတွေနဲ့ပြီးပြီလားဆိုမပြီးသေးဘူးဘုရားဘာသာရဲ့နောက်ဆုံးပန်းနဲ့နိဗ္ဗာန်ရမှာတန်ត្រာချုပ်မှာပေါ့နိဗ္ဗာန်ရဖို့ဆိုရင်ပရိသေတခြားအရာတွေနဲ့မရဘူးလေဘာဝနာလေးနဲ့ပါမရတာဘာဝနာနဲ့ပြင်မရတာဘာနဲ့ပြင်ရကုသိုလ်၃မျိုးနဲ့ကိုယ်ဘဝ၃မျိုးကိုပြင်လိုက်ရင်ပရိသေဘဝမှာသူများကံကိုလိုက်ပြိုင်စရာမလိုတော့ဘူးကိုယ်ကံကိုပြင်ုံပဲသူများကပြင်မှပြင်မှာလားကိုကစပြင်ရမှာလားသူများပြောင်းမှကိုပြောင်းမှာလားကိုကစပြောင်းရမှာလားသူများကောင်းမှကောင်းမှာလားကိုကစကောင်းရမှာလားကိုကောင်းရင်လည်းသူမကောင်းဘူးဆိုရင်အဲ့ဒါသူ့အကြောင်းပဲပေါ့သူ့အကြောင်းဟာသူ့အကျိုးပဲလေသူ့အကျိုးဟာကိုယ်အစိုးမဖြစ်စေနဲ့ပေါ့ပရိသေကိုကောင်းဖို့ကအဓိကပါပဲကိုကောင်းရင်သားနဲ့သူမကောင်းဘူးဆိုတာအဲ့ဒါသူ့အကြောင်းပါပဲသူ့အကြောင်းဟာသူ့အကျိုးပဲပေါ့သူ့အကျိုးဟာကိုယ်အစိုးမဖြစ်စေနဲ့ကိုကစပြီးတော့ပြင်ရမယ်ကံကိုမပြိုင်နဲ့ကံကိုပြင်ပါဗာတရားတဲ့တော့